နောက်3လအတွင်းမှာအမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့မဖြစ်မနေဦးတည်ရမယ့်အချက်2ချက်ရှိပါတယ်။ပထမအချက်ကတော့ပြည်သူလူထုနဲ့တိုင်းရင်းသားလူမျိုးစုအဖွဲ့အစည်းတွေအတွက်တိကျသေချာတဲ့ကတိကဝတ်တွေအညာဒေသအတွင်းကဒေသကာကွယ်ရေးတပ်ဖွဲ့တွေကိုစီယုံထားနိုင်မှုတွေနဲ့တည်ငြိမ်တဲ့နိုင်ငံရေးစုဖွဲ့မှုတွေကိုဦးတည်နိုင်ဖို့ဖြစ်ပါတယ်။စစ်ကော်မရှင်အနေနဲ့ရွေးကောက်ပွဲကိုမြန်မြန်ဆန်ဆန်ကျင်းပနိုင်အောင်စ조사နေပေမဲ့မြို့ပေါင်း100ကျော်မှာရွေးကောက်ပွဲမကျင်းပနိုင်ကြောင်းဝန်ခံထားတဲ့အပြင်တိုင်းရင်းသားလူမျိုးစုအဖွဲ့အစည်းတွေကလည်းရွေးကောက်ပွဲကိုမထောက်ခံကြောင်းထုတ်ပြန်ထားတာရှိပါတယ်။ယခုလက်ရှိတော်လှန်ရေးအင်အားစုအများပြားဟာတိုင်းရင်းသားလူမျိုးစုအဖွဲ့အစည်းတွေကိုမိခိုနေရပေမဲ့လာမယ့်ကာလတွေမှာအမိခိုနေပြီးအားကောင်းတဲ့တော်လှန်ရေးအင်အားစုတရက်စီကိုကူးပြောင်းနိုင်ဖို့မဖြစ်မနေအကောင့်ထဲပေါ်ရပါတော့မယ်။ဒုတိယအချက်ကတော့နယ်မြေထိန်းသိမ်းထားနိုင်မှုနဲ့အုပ်ချုပ်ထားနိုင်မှုထက်ပထဝီနိုင်ငံရေးကိုအားကောင်းလာအောင်ဦးတည်နိုင်ဖို့ဖြစ်ပါတယ်။ပထဝီနိုင်ငံရေးအားကောင်းလာမှမိမိတို့အခြေစိုက်ရမယ့်နယ်မြေဌာနေတွေကိုတိစောက်ထားနိုင်မှာဖြစ်ပါတယ်။ဒီနှစ်ချက်ဟာအမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့အချိန်အခါမလင့်အကောင့်ထဲပေါ်ရမှာဖြစ်ပါတယ်။အခုလိုမျိုးသတင်းအချက်လက်တွေကိုစိတ်ဝင်စားတယ်ဆိုရင် follow လုပ်ခဲ့ကြပါဦးနော်။